ထောင်ချီနှစ်လာတာရှိဒီရဲ့ဒီနေ့ဒီနိုင်ငံရဲ့ချုပ်ချာခိုင်မာစေအောင်ကာကွယ်ကစောင့်ရှောက်ခဲ့သူများအမိုးလာဟောอ่ะကျစောကမို့ကချောက်တမိုးကတည်ညာတမေးပါသူ့မှုတမေးပါဒါတိုက်ပွဲဖြစ်နေတဲ့အတန်မဟုတ်ဘူးလေဖုံးမှုရဲ့ကြည်စံတစ်မျိုးတည်းတနတ်တက်လက်ထဲကပြစ်နေတာဟိုငါထင်တာမမရင်ဘိုးကြီးတို့သူတို့စခန်းပေါ်မှာလေ့ကျင့်နေတာပဲဖြစ်ရမယ်အဲ့စကန်တနတ်တန်အမြဲတမ်းကြားရတယ်ဒီတိုင်းဆိုရင်နောက်တော့ကတ်လို့ရပါမလားမသိဘူးအဲ့စကန်ဘောကအင်းအောင်တော့အတိအကျသိဖို့တော့လိုပြီဆရာတို့ဒီနေ့စောရရောဒါလေးကိုဒီပုံစံတိုင်းညာကြရလားခတ်ဟုတ်တယ်မို့ဒီနေ့ကျွန်တော်လာ3နှစ်ပြီလေအဲ့ဒါဖုန်းကြောင့်ဆုံးညိုက်တော့ပို့ပြီးပြန်တခါတည်းဈေးဝင်ရတာအမိုးကမနှက်သာစားပြီးသွားရတာကျွန်တော်ခဏနေလို့ရှိရင်မုံငါလာပို့လိုက်မယ်လေ စားပြီပြီလေပုံမနေနဲ့ရတယ်သူများအိမ်နေပဲပို့ပေးလိုက်တော့အမိုးကလည်းစားပေးရမှာပေါ့ကုသိုလ်လုပ်တာပဲဟာကိုဒီမို့စားမယ်လာဖို့ပေးအော်ဖုန်းကလည်းငတ်တာကိုလက်ကမပုံနဲ့လုတ်လုတ်တာ ဟာရပါရဲ့မိုးရတယ်ပင်မနာမှာမဟုတ်တာကျွန်တော်လာပို့လိုက်ပါမယ်ဟုတ်ဝယ်ကြရှိရတောင်းဝယ်အောင်မိုးရမမိုက်ပါဘူးကွာဘာထားလဲမသိဘူးငါကမဟုတ်ဘူးပြောရတော့မှမကြည့်သလိုပါလို့နဲ့ဘိုးရုံးနဲ့စကားပြောနေကြမျက်နှာကိုပျော်နေရပဲမမိုက်ပါဘူးဟဲ့အောင်အဲ့မင်းပြောတော့ငါလည်းမဆိုင်ဘူး မင်းကလေကြောက်နေပြန်ရင်ကွာရမောင်းမှာတိကြီးကတ်ထားပြီးတော့ ကြောက်တာဘောကွာသူတက်စိတ်မှုပွားရငါနဲ့တူတူနေလာလေငါလည်းလည်းရင်းစရာပဲကွာပြီးတော့မင်းမြင်တာဆရာရဲ့မျက်နှာကိုပဲမြင်တာကွာမသူ့ရဲ့စိတ်ကိုမကြည့်သေးပါဘူးကွာမင်းကြုံလာတဲ့ခါကျမှဒါမှငါတို့ဆရာကြီးဆိုမင်းကုန်နေလိမ့်မယ် ငါနားမလဲကွာ မင်းကြုံလို့ကြုံလာအောင်ပါပဲတကယ်ချင်းဟာ ဟ
ဖွဲ့ဒီခဏလေးခဏနားထောင်ညနေတန်းစီရင်အားလုံးစစ်ထွက်ဖို့ဆိုမှုခဲ့ရမယ်မင်းတို့တက်တဲ့နေလည်းငါစစ်ပဲကြားလားကြားပါဗျာဟေးမကြားလိုက်ရတဲ့မရှိရလေရောရှင်းရှင်းပြောထားကြလွဲလို့ကတော့ငါနဲ့တွေ့မယ်ကြားပြီဆက်လို့ ဆရာကြီးတပည့်တို့တိတ်မကြက်ပါနဲ့ဗျာ ဟာမကြောက်ပါဘူးဘာဖြစ်လို့လဲခင်ဗျာ ဟောဆရာကြီးညနေတန်းစီမယ်ဆိုလို့ပါဒီကောင်လေးတဏီကောင်တနက်တိုက်ထားကျွန်တော်မြင်ထားလို့ပါဆရာကြီး ဟုတ်ကဲ့ပါဒီကောင်လေးတက်ကိုလည်းကျွန်တော်စစ်ပေးခြင်းလို့ပါကျွန်တော်ကရဲဘော်တွေနဲ့နိကနေရတာဆိုတော့ဒီကောင်လေးရဲ့စိတ်ကိုကျွန်တော်သိတယ်နည်းနည်းလေးမှအချိန်ပူပေးလို့မရအောင်အချိန်လေးနည်းနည်းပူတာနဲ့ဖုံးပုတ်တဲ့ကောင်နဲ့ရွာတွေကိုခိုးဆင်းမဲ့ကောင်နဲ့အဲ့တော့ဒီကောင်လေးကိုတင်တန်းတက်တယ်လို့ကြက်ထားမှလူလက်နဲ့စခန်းလုံမျိုးကြီးတွေအမြဲတမ်းနိုးကြနေပြီးတော့အသင့်ဖြစ်နေမှာဘာမှမပူပါနဲ့ဘိုးကြီး ဆရာကြီးစိတ်တော့ကျွန်တော်နားလဲပါရဲ့ဗျာဒီကောင်လေးပေါ့မသွားသေးချင်တာသဘောပေါက်တယ် ဟုတ်ကဲ့ပါဘိုးကြီးဒီကောင်လေးကိုဒီလောက်ကြက်ထားတာတော့မှပြင်းအောင်ပြင်းနေတယ်လို့ပြောချင်တဲ့ကောင်လေးဗျာ လုပ်ပါဆရာကြီး ဟုတ်ကဲ့ဘိုးကြီး ဆရာကြီးတို့တွေဒီမှာနေရတာကြာပြီနော်နောက်တမ်းမပြန်ရသေးဘူးပဲ နည်းနည်းတော့ကြာနေပြီမို့ရေအပြန်ရတာ6လတော့ပြည့်တော့ နင်တို့စကားမဆိုင်ရသေးဘူးလားဘယ်တော့လောက်ချင်းမလဲအင်္ဂလိပ်လွမ်းပြီပေါ့နော် ရလာဖို့မို့ရေဒါပေမဲ့တောင်းဝင်ပဲလေလဲတော့လေပြန်ရင်ပေါ့မလဲတော့လေတောင်းဝင်ပဲပေါ့ လဲဖို့တတ်မရှိလို့လား လဲဖို့ကတက်တည်ရှိတယ်မို့ရေအရင်တော့ကမြို့ပေါ်မှာလုံခြုံရေးယူစရာမလိုဘူးလေအခုတော့လိုလာပြီအဲ့ဒါနဲ့တက်တည်ရမအားတော့မလဲနိုင်အဲ့ဒါနဲ့ကြာနေတာလာတော့လာကြမှာပေါ့ ဟဲ့တက်ကအာနာဘာလဲထိန်းလာလားသိန်းလာလားအဲ့ကွာလာတော့နင်တို့တွေဘာလုပ်ရလဲလုံရေးယူထားမှာပေါ့ဟုတ်တယ်ဟုတ် သူများတွေတော့မသိဘူးမို့ရေကျွန်တော်ကတော့လေတန်းစီမိအောင်မနှဲကိုထားလိုက်ရတာသိတော့မသိလိုက်ဘူး ဟဲ့နင်တို့မရှိဘူးလား ဘယ်သိမှလဲမို့ရေအဖွဲတွေဆိုရင်တန်းစီခွေးရောက်မှတည်ရတာအေးစီပါပဲအဲ့ဒီကနေနှစ်ပတ်လောက်နေမှလုံခြုံရေးစလို့ပါလားမို့ရေ ဩငါကနင်တို့သိတယ်ထင်နေတာအဲ့ဒီနေရလေသူများမျိုးရွာတော့လူတွေဘလို့နေတယ်မသိစိတ်တော့အညစ်တာပဲ ဟာအမိုးဘာလို့စဉ်းကျင်တာတော့ ရှစ်လို့တန်တရားလေးမှာစိုးရင်တော့လေငါအေးတဲ့နမနေတယ်တော့ဒါဒီတော့ခောက်တန်တရားနည်းနည်းတောင်ပူစီလားမသိကွာစိတ်ညစ်တာပဲ မင်းကြွေးတာလေလစ်တယ်ကွာဘာမှမသိပြန်တိုက်ဘာပေါက်ကွဲနေတာဟင်းမကောင်းတာထူးကြနေပြီလားကွာအေးမထူးကြလို့ပြောနေအောင်ခါလာလဲကစုံရက်ပင်းရှူရှဲတစ်ထုပ်တော့3ယောက်စားနေတာလဲထွက်နေတာလေးတယ်ကွာဟေးဖေးပေါ်မှာတော့ကွာထောက်ဖို့တွေပုံနေတာပဲလားမပြည့်ရလားခွက်ဆက်ခောက်ဖို့ချန်နေရလားမသိပါဘူးကွာပြန်တော်လိုက်တော့နေကြလည်းရှိတယ်ကွာပုံမတော့ထမင်းတော့စားနေရသေးတယ်ကွာဟေးမသေးထမင်းမသေးဟင်းပါဘူးတော်လိုက်တော့တချို့တို့တလန်တော့စိန်နဲ့ပေါအောင်တော်လိုက်တော့ အထက်ဌာနကချပြတဲ့သတင်းတွေအရတက်တရားပေးပို့တဲ့သတင်းတွေအရဆိုရင်ဒီကောင်းလေးတစ်ခုခုတော့ပြင်းပြင်းထန်ထန်လှုပ်လိမ့်မယ်လို့ကိုထင်တယ်အေးအဲ့တစ်ခုခုဆိုတာလဲမိုင်းထောင်တာမိုင်းဆွဲတာခြုံခိုးတာတွေပြင်စခန်းတွေမှာတိုက်လာနိုင်တယ်လို့ကိုပြောချင်တယ်အဲ့တော့G3တက်တွေကိုတတိပင်းပိတ်ထုတ်ပြန်တာဟုတ်အမြောက်ကလည်းပြစ်မှတ်မှတ်ပုံတွေတေချာပြန်စစ်ဟုတ်ညီတို့ဆေးတို့ဆက်သွယ်တို့ဘီတို့ကလည်းကိုယ်ဆိုင်လိုက်ကိုလိုအပ်တာတွေပြန်စစ်တာဟုတ်ကဲ့ကိုပြသဘောပေါက်လားဟုတ်ကဲ့ပေါ့ပါတယ်ရောလို့ဆိုတော့မျိုးဓာရီအပိုလုတ်တီတော့ထင်ရင်ထင်နေလိမ့်မယ်စစ်မြေပြင်မှာပိုးတယ်ဆိုတာမရှိဘူးလိုအပ်တာပဲရှိတယ်ကိုပြသဘောပေါက်လား
Hello မေးခိုင်မင်းညပါတီကိစ္စတင်လားညီးရတာမဟုတ်လား ဟုတ်တယ်လေဆရာ ညီးရတာဆောင်းပါလားတင်းလားခုကောသိရလား သတင်းလေးဆရာရဲ့ တင်းရောတင်းလို့ပဲရေးစမ်းပါကွာညီးရပုတ်ကလိကအမြင်နေခဏလောက်ဘေးပဲထားလိုက်စမ်းပါတင်းသမားဆိုတာတင်းမှန်တဲ့ဘက်မှာပဲရက်ရတယ်တစ်ဖက်မှအောင်ရိမ့်လို့မရဘူးအေးတစ်ဖက်ကိုရိမ့်ပြီဆိုရင်လည်းမီဒီယာသမားလို့ခေါ်လို့မရတော့ lobby ဖြစ်သွားပြီခါမင်းသဘောပေါက်လား ဟိုအမှန်တိုင်းရေးလို့ရှိရင် Facebook ကပြန်ဖြုတ်ချလို့သူတို့အကြိုက်ကိုထည့်ရေးလိုက်တာပါဆရာရဲ့နောက်ဆိုမြည်တော့ပါအောင်နော် ခက်တာပဲကွာဘယ်လိုပဲဖြစ်ဖြစ်ကိုယ့်အကိုသတင်းသမားဆိုတာတော့မမေးနဲ့ဟုတ်ပြီလားအေးဒီမှာလည်းငါကားထွက်တော့မှာမို့ဒါပဲနော် ဟုတ်ဟိုဆရာလည်းသတိထားအောင်နော် အေးပါကွာအေးဒါပဲ နောက်ထပ်တော့ထက်ရောက်လာပြန်ပြီဟေ့တင်သားစင်းတက်တယ်မဟုတ်ဘူးဟာခွင်ချင်းတာဆိုလားစစ်ကြောင်းတွေအင်အားဖြည့်တာဆိုလားပဲငါတို့ရေလေးပါရဟာဘာပြောမှန်းတော့မသိတော့ဘာမှပြောမနေနဲ့တော့ပြောလဲဘာမှမထူးဘူးလေငါတို့ကိုယ်တိုင်တော့မထူးဆက်ခင်းနေရပဲငါတနာလို့ပါဟာသူတို့မှလည်းသူတို့ခံယူချက်နဲ့သူလေထားလိုက်ပါတော့ဟာ ထားလိုက်လို့တော့မရအောင်လေကိုယ်နဲ့ဘွားတူလေးဆိုတော့ပြောတင်တာပြောသတိပေးတင်တာပေးရမှာပေါ့ဘာမှမသိပဲတေဝါသူတွေများနေပြီလေ အေးငါလည်းအဲ့လိုပဲထင်တယ်တော်လန်ကြီးရဲ့ယူရဲ့ချက်တော်လန်ကြီးဗြိတိခီးရောက်နေပြီလဲဆိုတာငါတို့အားလုံးသိတယ်နဲ့ အဲ့ဒါပြောတာပေါ့မမရဲ့တော်ရရောက်လာပြီးတော့ဘာခံအောင်ကြမှမရှိအလကားပဲမဟုတ်ဘူးလား ကဲတော်ကြပါတော့မမတို့ရဲ့ကိုကိုသာဂီးမဆိုင်ကြပါလှန်ပြားမှာပစင်းနာတော့ကြီးကန်းကြောက်ပြီးတော့ချိပါချမနေနဲ့ ကြောက်လေမင်းတို့တချင်းသားလေကွာရွာထဲအောင်ကြားတော့တယ်ကွာ ဆရာကြီးကလည်းချားတော့လည်းဘာဖြစ်လဲဗျာကျွန်တော်ဖြော်တော့ရွာတဲ့လူသိပါတာပေါ့ သိတယ်လို့မနေနဲ့ယူကဆက်ခေါ်တန်ကြားတယ် ဟာဟုတ်တာပဲဆက်ချင်တော့နင်းနေပြီပဲ မင်းဆက်ကိုပြေးပြီးဒီမှာလာကနေတာဟုတ်တော့ကိုလို့ ဟုတ်ဆရာဟုတ် ဘယ်ဘာလုပ်နေမလို့ ကတာအားပေးနေပါဆရာကြီး မောဆွဲထိုးလဲလို့နောက်ချုံးမကျွတ်သွားအောင်မယ်တော့ကိုလို့သွားလို့ပြေးဖို့လက်ကနေရောက်တယ်ပြေးဖို့လက်ကနေရောက်တယ် ရထား ဝါအနေဘူးလို့ဒူဝါအနေဘူးလို့ဒူ ရထား မိမိအမာခံထောက်တော်များဤရင်ပေးမှုအရမိမိအမာခံထောက်တော်များဤရင်ပေးမှုအရ ရထား ကာမကေကြီးဝကြီးယာမနီလားဝကြီးယာမနီလား
ဖြူအားချင်းနဲ့ဝင်လာလို့ပါဘိုးကြီး 你留在前楼去。 မင်းရဲ့ဆရာကြီးတန်းထွန်းရဲ့တက်စိတ်မှုရဲ့ဒုတက်စိတ်မှုရဲ့ကိုငါစီလာခဲ့ ဟုတ်ကဲ့ဘိုးကြီး လုံခြုံရေးကိစ္စယူတော့ဘူးကြီးကအသေးစိတ်မှာပြီသတင်းတွေကိုလည်းမင်းတို့တီးပြီးသားဆိုတော့လှုပ်ရှားရှိတာကိုအများဆုံးလုပ်အောင်ပါ အခုလည်းလုံနေတာပဲလေဆရာ မတူဘူးကွာအရေးကြီးအခြေရောက်လာပို့ပြီးအားထည့်လို့မှရမှာ ဟိုအဲ့ဆိုရင်ကျွန်တော်ဘယ်ကနေစကန်ရမလဲတက်စိတ်လိုက်ခွဲပြီးတော့လုံကြမလားဟိုအားလုံးပေါင်းပြီးလုံကြရမလား ပိုင်းလိုက်ခွဲဖို့အခြေမရှိဘူးအားလုံးပေါင်းပြီးလုပ်မှရမှာလောလောဆယ်မှာတော့စကန်ချန်စီကိုကောက်ပေါ်ပို့ရေးကြည့်တယ်ကွာချန်စီကိုများလေလေကောင်းလေလေဒါမှဝင်ကျင်တိုင်းဝင်ထွက်ကျင်တိုင်းထွက်လို့မရပါဘူးအဲ့တော့စကန်ချန်စီကိုကောက်ဖို့ကိစ္စကိုဒီဆုံးငါတို့ဆောင်ရွက်ကြမယ် ဆက်ကြော်ဒီရဟေးတနေ့ဝါးတွေခုတ်လိုက်ခြံစည်းဥကာလိုက်ညောင်းချွန်လိုက်နေကျွန်တော်ဘယ်တော့မှနားရမှာလဲဗျ ဟောငါလည်းဘဲသိပါမလဲကွာနော်ဟိုမှာမင်း爸လာမဆရာကြီးတန်းတို့ကြီးကျွန်တော်တို့ဝါးခုတ်ရတာအရန်ပင်ပန်းလို့နော်အဲကျွန်တော်တို့နားကျင်တယ်လို့အမှမင်းကမင်းပြောလိုက်လေ ဆရာလည်းဗျာနင်းရဲ့အုပ်ခံရမှာပေါ့ အေးအဲ့ဒါသိမင်းဘာလို့ငါ့ကိုရှောက်ပြောနေတာတော့ ကျွန်တော်မမေးရလို့ဆရာကိုအားကိုးရမှာမဟုတ်တယ်ဆရာပူအောင်စိုးနေသေးတယ်မမိုက်ပါဘူးဗျာ ဟာဟဲ့ကောင်မင်းကငါပြောပြမယ်နော်မင်းကဆရာကြီးတန်းထုံးနဲ့တွေ့တာဘာမှတော့မကြားသေးဘူးကြောက်နေတယ်ငါဆိုလို့ရှိရင်ဆရာကြီးတန်းထုံးနဲ့လေ तू တက်ကြက်ဘွားတွေကငါတို့ကတွေ့ခဲ့တာကွာမင်းကြောက်တာထက်တော့ငါပိုသေးတယ် ဖြစ်မှဖြစ်ရလေဆရာရဲ့ကျွန်တော်ကဆရာကိုပြန်အောင်တနာနေအောင်ပဲ တော့စမကွာဒီမဲ့တဲ့ ဖက်ကြတော့ဘာဖြစ်နေလဲ အမိုးရောက်နေလို့ဗျသူ့ရွာသားပိုင်နဲ့ဝယုံကနေဝါးတွေခုတ်သွားလို့အဲ့ဒါဘိုးကြီးကိုလာတိုင်းတာဘိုးကြီးကိုလိုက်ရှာနေဘိုးကြီးပဲမှာလေဗျ ကျတော့ဟုတ်ကဲ့ဆရာအခဏလိုက်တော့လိုက်ဟုတ်ဘုရင်လုံးဆွဲတော့ဟုတ်ကဲ့အမှုတွေ့နေတယ်ဆိုလို့ မဟုတ်ဘူးနော်အမိုးပြောတာစကမ်းမှုအေးဆရာကြီးပဲစုတယ်ဆိုတော့လည်းရတယ်နင့်ကိုပဲတိုင်မယ် ဘာဖြစ်လို့လဲမို့ ဆရာကြီးတပည့်တွေဘာခုတ်တယ်ဟုတ်အဲ့ဒါရွာထဲကရွာသားပိုင်တဲ့ဝရင်ကိုခုတ်သွားတယ်အဲ့ဒါပြောထားအောင်ဘာခုတ်မယ်ဆိုလဲအမိုးကိုပြောလေအမိုးကလည်းရွာသားတွေပြောထားမှာပေါ့နော် ဟုတ်ကဲ့ပါမို့ရေဆိုတော့ကောင်းကြီးကျွန်တော်စုံမထားပါမယ်အမှုကိုရောပိုင်ရှင်ကိုကျွန်တော်တောင်းပန်ပါတယ်ဟိုရောဆိုလေးရောပါမယ် အဲ့ဒါတော့မလိုဘူးလေနောက်မလုပ်ရင်ရပြီပဲဩပိုင်ရှင်ကိုလည်းအမိုးပြောထားမယ်လေနော် ကျေးဇူးပါမို့ရေအမှုတဲ့နှုတ်စီ ဩအဲ့ဒါအမိုးမလိုဘူးလေဖုန်းကြီးပဲသွားလှုပ်လိုက်အမိုးပြန်တော့မယ်နော် ရညလုံးဝင်လို့မရဘူးထဲမှာစီဝေးလုံးနေ
အေးငါလည်းအဲ့ဒီစည်းဝေးလာဘာဖြစ်လို့လဲဘုရမငါ့ကိုပိတ်ဝင်လဲလို့ဖူးရမှာလားတဲ့ပြီးမှတော့ပြောမယ်တဲ့ငါတို့ခေါင်းဆောင်တွေဇွန်မီတွေလုံနေရမလားဟောလဲကြက်ရမှာပေါ့မရောက်စည်းဝေးပြီးမှလာခဲ့ကြောက်ပြန်မယ်ကွာလားဟယ်လို ဟယ်လိုမေးခိုင်လားကိုရဲမှုပါ ဟုတ်ဆရာအခုမရောက်နေပြီလဲ အခုလောဆယ်တော့ကော့ကရိတ်မှာပဲရှိသေးတယ်။အဲ့ဒါတွေကအရင်မကြည့်ပါဘူးကွာ။ဒါနဲ့ညီမင်းညတင်ထားတဲ့မြောက်ရီတိုက်ပွဲသတင်းမတွေ့တော့ပါလား တင်မိပြီလေဆရာရဲ့ဆရာသတင်းပေးပြီးရတယ်ပဲချက်ချင်းတင်လိုက်တာပဲဟိုဓာတ်ပုံ6ပုံနဲ့သတင်းမဟုတ်ဘူးလားတင်လိုက်ပြီဆရာ ။အေးညီကတင်ပြီးတဲ့တာပြောနေတာ။ခုငါကြည့်တာမတွေ့ဘူး အဲမဟုတ်သေးပါဘူးဆရာရဲ့စောနာနဲ့တမီကွန်မန့်တွေဝင်ဖတ်နေသေးတာခဏလေးဆရာခဏလေးဟုတ်တယ်ဆရာရေမရှိတော့ဘူးဖြုတ်ချခံလိုက်ရပြန်ပြီနဲ့တူပါတယ်ဟိုတမီအတမီကိုမေးပေးရမလားယင် ။နေငါပဲဖုန်းဆက်မေးလိုက်မယ် ဟုတ် ။ဟယ်လိုညီလေးတင်ကျော်။မြောက်ရီတိုက်ပွဲသတင်းမတွေ့တော့လို့ ဟုတ်တယ်ဆရာ Facebook တင်ကဖြုတ်ချသွားပြီလက်ချလီမင်းပါချသွားတာ ခက်တာပဲကွာ။သတင်းအမှန်တင်ဖြုတ်ချခံရတယ်ဆိုတာရာဇဝင်တင်တာပေါ့။အေးဒါပဲညီ ကြိုက်တယ်တော့ဟုတ်ပါပြီအဲ့လိုသတင်းအတိအကျရယူမှုဘာလို့အနေနဲ့သူတို့ဘက်မှာတချို့တယောက်ထည့်လာမှဖြစ်မယ်အဲ့တော့ကိုစီစဉ်မိတယ် အဲ့ကိစ္စငါစီစဉ်လိုက်မယ်ဂျုံးနေရောအချိန်နေဘယ်လိုရှိလဲ ကင်းထောက်တစ်စီးတိုက်ခတ်လေးစီးရှိရယ် ကောင်းတယ်လက်နဲ့ကြီးပြစ်ကူပေးဖို့အတွက်ကြတော့မင်းတို့ drone တွေကအရေးပါတယ်ကွာ စိတ်ချပါ ဟုတ်ပြီတိုက်ပွဲဖော်တာပဲကွာဘာမှပြောရတဲ့ရှိလို့တော့မပြောရတာမဟုတ်ဘူးကွာအခုကဥက္ကရချဆိုစခန်းနယ်မြေတစ်ခုရဲ့တိပြီးတော့ကျန်တဲ့ဘာသတင်းမှလည်းရသေးတာမဟုတ်ဘူးအခုတော့တွားတိုက်မယ်ဆိုတာလေဟုတ်သေးနဲ့တွေ့တော့ အေးဟာငါတို့ main ကလေးတွေမပါပေမဲ့ခုလိုမျိုးကြီးကြတော့မမိုက်ဘူးဟာဟိုမှာလူဘယ်နှစ်ယောက်ရှိလဲဘာလာနဲ့တွေရှိလဲဆိုတာလည်းမသိပဲနဲ့စက်လုံနေတယ်လို့ပဲဟာ ဘာလဲကွာမင်းတို့နှစ်ယောက်ကဘူပြနေတာပဲရင်ကလည်းတိုက်ပွဲဖော်ရကြတာခုမှဘာလဲထားပြနေမဟုတ်ဘူးအခုကငါတို့ကအရင်တော့ချောင်းပစ်တာအေးချောင်းပစ်တာနဲ့စခန်းတိုက်တာနဲ့မတူတော့မင်းလည်းသိပါတယ်အခုကစခန်းတိုက်ရမှာကွာငါတို့ရဲဘော်တွေမှာလက်နက်ကလည်းပြည့်စုံတာမဟုတ်ဘူးခုနကကြောကဆင်မင်းနဲ့ပြောပြီးပါရောပြီးတော့ရန်လူလက်နက်ကိုကိုလက်နက်ဖြစ်အောင်လုပ်မှာပေါ့ကွာအဲ့လောက်ထိလွယ်နေငါမပြောဘူးရအဲ့စခန်းကုန်းပေါ်ကရဲဘော်တွေကငါတို့လူသမျှငြိမ်ခံနေမယ်ဆိုရင်တော့မင်းပြောတာဖြစ်ကောင်းဖြစ်နိုင်တယ် ဘာပဲဖြစ်ဖြစ်ဟာငါကတော့ငါလူတွေအတွက်စိုးရိမ်နေဟာ မိုးရှိလားမိုးမိုး ဟေးလာပြီဟဲ့လူတွေများလာပြီလားဘာကိစ္စရှိလဲ ငါတို့ဖူးလွတ်လိုက်တာငါတို့သူ့နာမည်အမှုသားနင်းတူမဟ
ဟိုဘက်ကန်းကလှုပ်လှုပ်ပြီးလာတယ်ခုနင်းနဲ့ထားခဲ့မယ်အဲ့ဒါပဲသိထား ပြပါပဲဒီစားတော့ခံအောင်တော့ဒီစားခံတယ်ဒီစားခံတော့ဟာဟုတ်ဘယ်လိုကြမှာအားကြီးစားမရှိလို့ နင်တို့စကားမှုနဲ့တွေ့ဖို့လာတာပဲအခုနင်နဲ့တွေ့ပြီဆိုတော့နင့်ကိုပဲပြောခဲ့မယ်လေ ဟုတ်ပါပြီမိုးရဲ့ဘာပြောမလို့လဲကျွန်တော်ဘိုးကြီးကိုသတင်းပို့လိုက်ပါမယ် နင်တို့စကားရဲပေါ်တယ်ကြွားတဲ့ခဏခဏလာတယ်အဲ့တော့သူတို့တွေလည်းကြောက်တာပေါ့ ပူသေးပါဘူးမိုးရဲ့ကျွန်တော်ရဲဘော်တွေကဘာလုပ်နေလို့လဲတခုတော့လွဲနေပြီနော် မဟုတ်ဘူးနော်သူတို့တွေတကယ်ကြောက်တာလေနော်ငါလည်းကြောက်တယ်လေအဲ့ဒါကြောင့်ခဏခဏမလာနဲ့လို့ပြောချင်တာကဲငါပြန်တော့မယ် ဆရာကြီးအမိုးကဘာလာပြောရလဲ တို့စီကောင်နေကွာရွာလေးကိုတိတ်ဆင်းမလာဘူးလာမှာသွားတာ ဟာဘလာကြီးပါလားဒီမိုးတော့တော်တော်လုံသွားပြီဗျာကျွန်တော်တော့ပြောလိုက်မယ် ဟာဟဲ့အောင်တို့စီလာမသွားနဲ့ရောမစင်းနဲ့ဆိုလည်းမစင်းအောင်ပါကွာနော်ကဲနေလို့ဆက်တို့အဘိုးကြီးတော်သတင်းပို့လိုက်အောင်ဟုတ်ကဲ့ပါဆရာ ဆရာကျော်မျက်နှာရက်လေတုံမှုန်းတာဘာဖြစ်လဲ တော်တော်အရေးမပါတာကွာသူ့သူဘာထင်နေမှမသိ ဘသူတော့ဘာဖြစ်တာတော့ ဘသူကမှလည်းရွာတဲ့အမိုးပေါ့ငါတို့ကမြကွာသူ့တပည့်နေကြနေရပဲဟိုဟာမလုပ်နဲ့ဒီဟာမလုပ်နဲ့သူကဘာလဲ နေစမောင်သူကဆရာကျော်ဦးနဲ့ဒီလောက်ရင်းနေတာအခုမှဘာထားဖြစ်တာ ဟာဟဲ့အောင်ရင်းနေတာတကန်တာလေကွာဒါပေမဲ့ငါတို့ရွာထဲမလာနဲ့လို့ပြော तू ကဘာမို့လို့လဲကွာ ဟုတ်လားသူ့မှာလည်းအကြောင်းကိစ္စတစ်ခုရှိလို့နေမှာပေါ့ ဝဲရီအားလုံးနားထောင်မယ်အခုချိန်ကစားပြီးတော့ရွာထဲကိုဘိုးကြီးခွင့်ပြုချက်မပါဘဲနဲ့ဘူးမှမစင်းရအောင်အေးခွင့်ပြုချက်ရလို့စင်းမယ်ဆိုရင်လဲတက်စိတ်တစ်စိတ်ပါခုပဲဘိုးကြီးမှားလိုက်တယ်အားလုံးကြားကြလားဟုတ်ကျွန်တော်ရောက်ပါပြီပြောင်းမှု ငါ10နိုင်လောက်နဲ့ရောက်မယ်ထင်တာဘလို့ဖြစ်တာတော့ ဟုတ်တယ်ပြောင်းမှုကျွန်တော်မိုင်းရှင်းနေရ3နေရာဖြစ်သွားအောင်နည်းနည်းနောက်ကျသွားပါတယ်နေမိုင်းလေးလုံးရထားပါတယ်အဲ့ဒါကြောင့်မလို့ ငါမသိလိုက်ပါလားဂျီပီမင်းသိလား ကျွန်တော်လည်းခုမှသိတာ ဆက်ထောက်နေကြားနေမှာဆိုလို့ကျွန်တော်ဒီရောက်မှသတင်းပို့မှဆိုရင်မပြောလိုက်ရပါခင်ဗျာ သတင်းပို့တယ်ဆိုတာလဲအချိန်နဲ့တပြေးညီပို့တာအကောင်းဆုံးပဲနောက်မဖြစ်စင်ဟုတ်ပြီလား ဟုတ်ကဲ့ပါခင်ဗျာ အေး
တင်းမှုမင်းစစ်ကြောင်က viewer ရန်ဆိုပေမဲ့အများနဲ့တုတ်တိဖြစ်အောင်လုပ်ထားပေါ့ပေါ့ပါပါနဲ့ထွက်နိုင်အောင်လုပ်အလေးပင်တွေကိုနောက်ချန်ဖွဲ့ပြီးထားခဲ့နိုင်အောင်လုပ်မင်းနေရာမဲ့နေရာကိုကြည်သီးလိုက်ပြလိမ့်မယ်ကြည်သီးတင်းမှုစစ်ကြောင်နေအောင်လိုက်ပြလိုက် briefing ချိန်တွေလည်းတေချာပြောတာကင်းနေရာတွေလည်းညှိလိုက်ဟုတ်ပြီလားဟုတ်တင်းမှုအများနဲ့တုံးတင်နော်ဟုတ်ကဲ့ခင်ဗျမို့စက်တမီရှိလား ရှိတယ်ခဏဘုံမဟဲရောပတက်တာဝတ်ထတဲ့ဘော credit boss နဲ့တဲ့ဘာဟဲဟီ ကြာဒီဘယ်နှကီလိုယူမလဲ2ကီလိုလောက်ဘုံတလောက်ခါလာပါဟဲဆိုလာကီလို မို့တော့ဘယ်လိုလုပ်ကြရင်တော့မမြင်မိပါဟိုဘကန်သွားနေတဲ့တူမအခုလဲလာတာဟုတ်ကိုနေကမှာထားတာပြောရပြီလား ပြင်ထားတယ်အမူတာဟဲဆော်တာထဲမေးမ ကြီးကနည်းနည်းလေးပဲဝယ်ရဆိုတော့လူကနည်းနည်းပဲရှိရလား များတယ်ငါရဲ့တပတ်စာလောက်ပဲရှိတာအဲကြောင့်နေနေတာအကျွေးလည်းမလိုချင်ဘူးလေ ဆရာကြီးပြီးရင်လည်းကျွန်တော်တို့သွားကြမယ်ဒီရွာထဲမှာဈေးလာဝယ်ရတာမမိုက်ပါဘူးဗျာ အလျာလက်ဆောင်ထည့်ပေးလိုက်တာနော် ကောက်ယူဖို့သွားမယ် အောင်တင်ဝင် ဘာလဲကွာ အမိုးဆိုင်မှာရောက်နေတဲ့တူမဆိုတာလေချောချောလေးကွာချောတာမှတော်တော်ကိုချောတာကွာ မင်းမချောဘူးလို့ပြောတဲ့ကောင်မလေးဘယ်နှယောက်ရှိလို့တော့မင်းကတွေ့တဲ့ကောင်မလေးအောင်ချောတယ်ပဲပြောနေတဲ့ဟာ ဒီတစ်ခါတော့ဒီကောင်ပြောတာဟုတ်တယ်ဟိအမိုးတူမလေးကချောချောလေးကွာ ချောတယ်လုံနေနဲ့ဟဲ့အောင်ဟေးဟိုကမင်းကိုတိတ်ပြစ်သွားအောင်ပဲ ဟဲ့အောင်အဲ့ဒါဘလို့မှမဖြစ်နိုင်ဘူး အဲ့လိုတော့ပြောလို့မရဘူးကွာရန်သူဆိုတာဂျိုးပါတာမဟုတ်ဘူးတတိဆိုတာပေါ့လို့မရဘူး အပေါ်မှာထမင်းချက်ရပြင်းလာပြီကွာတခါတလေလေးရွာတဲ့စင်မီကိုယ်တိုင်ဈေးဝယ်အောင်ပါ ဟဲ့ကိုအလုပ်ကိုလုပ်တာအကောင်းဆုံးပဲနော် မင်းကအဲ့လိုပြောလို့မရဘူးလေကွာငါမင်းစီနေတာကွာပြီးတော့လူဆိုတာအပြင်လေးလည်းရှုပ်ဖို့လိုတယ်လေ ဟဲ့မင်းဘာမှကြီးကြီးကျယ်ကျယ်ပြောမနေနဲ့မင်းရွာထဲကိုသွားပြီးတော့အမိုးတူမကိုသွားကြည့်မလို့မလားဟဲ့ဒီမှာကြီး
အန်တိုနီတွေ့လားအန်တိုနီပြီ ဟုတ်ပါဘူးဆရာကျွန်တော်တငယ်ချင်းဒုက္ခမရအောင်တွားလေ့လာမလို့ပါဗျ အေးမင်းလေးကြောင့်မတိတ်ပြတာခံနေရမယ်ဟဲ့ မင်းကတော့ယူပါအားကိုနဲ့စမူဇာသွားပြိုးခြင်းဟာလားဟိုကမင်းကိုလုံသွားမယ်ကိုလုံးဒါအကောင်းဆုံးပဲကိုလုံးဟုတ်ကဲ့ဆရာ အော်ဆရာကြီးတို့မနေ့ကမှဈေးဝယ်သွားဒီနေ့မလာတော့ထင်နေရ ဟုတ်တယ်အဲ့ဒါရောက်လာလို့ အဲ့ဒီရအများကြီးလား များတယ်ဧည့်သည်တွေများတယ်အမိုးရော အော် မိုးမရှိလား ရှိတယ်လာပြီအော်ဆရာကြီးထိုင်အကျန်းကြီးလေးတော့ကိုလည်းစားအောင် မိုးအဖေနေမကောင်းလား အေးခေါင်းနဲ့နဲ့နှောက်နေလို့နားတာဟေး ပြောမဝဲပဲဈေးစင်းလာယူဝဲရစီဝဲထားကြ ဟုတ်ကဲ့ မိုးကွန်းစားတာလေရှော့စားအောင်နော်ပါးစပ်မှာကင်ဆာပဲဖြစ်နေဦးမယ် အေးပါ ပြီလား ဟုတ်ကဲ့ဆရာ မိုးတော့ကြတော့သူရာပူတော့နောက်တစ်ခေါက်ရှင်းမယ်ကိုရေနော် ဟုတ်ပါအမိုးတော့ထားလိုက်နော် ကြားလည်းမှထားမယ်ဒီမှာမင်းမယ်လေ ဟိုင်းမိုး ဒီတော့ဟဲ့ ရှင်းပြီလားဟုတ်မယ် အခုတို့ကိုရင်းနဲ့တေချာပုတ်တိုက်လာရင်မှခြေစံတွေမှာတက်နေကြီးကြီးလေးပြောင်းသွားမှာငယ်မိကဖင်ကိုလည်းဒီလိုမျိုးကိုရင်းနဲ့တေချာပုတ် ဟုတ်ကဲ့ပါဆရာ ပုတ်တိုက်နော်ပြီးမှခြေနေကိုဖြစ် ဟုတ်ကဲ့ပါဆရာ လက်ဝင်နေဆိုရင်ပဲတကယ်ကိုလှုပ်တင်လှုပ်ထိုက်တဲ့အလုပ်တွေပဲအခုတို့မိုးရသည်မှာအဆူပြန်ပြီးတော့တတ်တူကြီးတွေမှာတန်ကြီးတွေတက်နေတတ်တယ်အရေးအကြောင်းဆိုရင်တနတ်ဆိုပြစ်တိုင်းထွက်မှာမင်းတို့ငါတို့အသက်ရှင်မှာ ဟုတ်ကဲ့ပါဆရာ ရုပ်ဝတ္ထုပစ္စည်းတွေကိုအပြစ်တင်တာတဲ့ကင်တွယ်တဲ့သူတွေပေါ်မှာလည်းအများကြီးမူတည်တယ်ကွာ ဟုတ်ကဲ့ပါဆရာ ငါစိတ်ထဲတမျိုးဖြစ်နေပွဲကောက်တော့မယ်နဲ့တူတယ် ဆရာကြီးနဲ့ဆရာကျော်တို့ကျွန်တော်အေးယူလာပေးတာထမင်းစားပြီးမှပေးမလို့ပဲထမင်းစားမလားနဲ့ကျွန်တော်ဒီကိုဝဲလာပေးလိုက်တာ မင်းကထူးထူးဆန်းဆန်းအေးဘူးတွေဘာတွေဝဲလာတယ်ဆိုတော့ဗာလဲမင်းမွေးနေလား မဟုတ်ပါဘူးဗျာကျွန်တော်ရဲ့ကောင်မလေးမွေးနေ ဟေးမင်းကောင်မလေးမွေးနေမင်းကဟုတ်ကောဟုတ်လို့လားကွာမင်းမကောင်မလေးမရှိပါဘူးဘယ်သူလဲကဲပြော ဆရာကျော်ကလည်းဗျာကျွန်တော်ဆိုအထင်သေးလွန်းတာပဲရှိတာဗောဗျ ဒီဘောကိုပတ်စံလွှဲဆိုရင်ဘန်ငွေစုရတာနဲ့ယူနီဖောင်းအစ်စ်ဝယ်ရတာနဲ့တ
တခါများများဆဆပို့တယ်လို့မကြားဘူးမင်းဘယ်လောက်ကုန်ရလဲစကန်တစ်ခုလုံးစာအတွက်ဆိုရင်တော့နဲမှာမဟုတ်ဘူးကွာ ဆရာကြီးကလည်းဗျာအေးတပူကို1000လုံးနဲ့ပဲတွက်ကြည့်ဦးဒီကောင်2000လောက်တော့အသာလေးကျွတ်သွားပြီ ကျွန်တော်တပြားမှမကုန်ကျွန်တော်ကောင်မလေးကပေးလိုက်တာဗျ အဲ့ဒါဆိုမင်းကောင်မလေးကဒီရွာတဲ့ရပေါ့ကဲပြောစမ်းမဘူးလို့ ဟိုရီးစားတော့မဟုတ်သေးပါဘူးဗျာဟိုရွာတွေကအမိုးတူမှာချောချောလေးလေ ဟာမင်းကတဲဟုတ်လာ ਈ လားဟိုကောင်မလေးကဒီရွာကိုရောက်တာတပတ်တော့မရှိသေးဘူးထင်တယ်ဒီကောင်နဲ့ရီးစားလို့ဘာလို့ဆိုတော့ဆရာကြီးဒီတစ်ခေါက်တော့ဒီကောင်ကျွန်တော်တို့ခြေလန်းတာသွားပြီထင်တယ် ဒီစမောရောမင်းပြောတဲ့ကောင်မလေးကဟိုတလုံးမှရောက်တဲ့ခတ်ချောချောနော်ကမှုပြောတာလား ဟုတ်ဆရာ မင်းကလှုပ်ဆက်လိုက်ပြန်ပြီကွာ तू ကဘယ်လိုပြောပြီးမပေးရလဲဟဲ့မင်းကမေးတယ်ဘယ်လိုပြောပြီးပေးတာလဲလို့ ဟိုဘာမှတော့မမေးပါဘူးဗျာအေးတိုက်ဖို့စကမ်းမှာလူဘယ်နှယောက်ရှိလဲတဲ့ကျွန်တော်က23ယောက်ရှိတယ်လို့ပြောလိုက်တော့အဲ့ဒါဆိုရင်24ဘူးယူသွားတဲ့ကျွန်တော်က2ဘူးတောက်လိုက်လို့ပြောတယ် မင်းကတော့လှုပ်ဆက်လိုက်ပြန်ပြီကွာမင်းတော်တော်သုံးမကြတဲ့ကောင်ပဲကွာ အေးကွာကြောကြောပါမင်းကဘာလို့23ယောက်လို့သွားပြောလိုက်တာလဲဒုက္ခပါပဲကွာ ပြေးတယ်မနေဘူးအဘိုးကြီးတော့တင်းပို့လိုက်ပြီးမှမင်းနဲ့ကတွေ့ ဆက်ကြောဘာဖြစ်လို့လဲဗျ ဟာဘာဖြစ်ရမှာလဲကွာမင်းကအေးဘူးယူလာယုံနေမကောက်ငါတို့စခန်းထဲမှာလူဘယ်နှယောက်ရှိတယ်ဆိုတာကိုသွားပြီးပြောလိုက်တော့ဆရာကြီးကဒေါသထွက်ပြီးပေါ့ကွာ ဒုက္ခပါပဲဗျာဆရာကြီးကျွန်တော်အုပ်တော့မှလားမသိ ဟဲ့အောင်ဆရာကြီးအောက်တာမင်းသွေးမထပ်ဘူးဟိုကောင်လေးလာအောက်မှာမင်းရောငါရောသွေးထပ်ပြီးသေသွားနိုင်တယ်ကွာမင်းနားတယ်လားဟောကွာမင်းကွာမင်းအခုအကောင်နေစခန်းမှာအင်အားနည်းနည်းပဲရှိတယ်23ယောက်ပဲ လက်နဲ့ကြီးရောစကန်ဆိုတော့လက်နဲ့ကြီးတော့ဆင်ထားပါဘူးအဲ့ဒါကိုသတင်းမရဘူးလား လက်နဲ့ကြီးကဒေါင်းနဲ့ပြစ်တာလည်းရှိတယ်မပြောဘူးပြစ်လည်းရှိတယ်လို့ပြောတယ်အတိအကျတော့ငါလည်းမသိစိန်မြောင်းနဲ့ RPG တော့ရှိလိမ့်မယ်လွယ်တော့မလွယ်ဘူးနဲ့တူရယ်နော် လွယ်ကြပါရှိလို့ကောင်းနေစကန်ကိုနည်းနည်းတော့ပြစ်ပေးလိုက်သူတို့ပြန်ပြစ်တိုင်းလေသူတို့ကြည်ကုန်ပြီ မဟုတ်သေးဘူးအဲ့လိုဆိုကြာသွားလိမ့်မယ်ဒီကောင်တွေဘက်ကစစ်ကူရောက်လာရင်ပိုဆိုးသွားလိမ့်မယ်ဒီတော့ကျွန်တော်ဘက်ကနေပြီးတော့စခန်းကိုမြင်မြင်ပြစ်မယ်စခန်းကိုမြင်မြင်သိမ်းမယ်အဲ့ဒါအကောင်းဆုံးပဲ ဒီမှာဒီကောင်တွေဘယ်ကကူမှလဲငါတို့ကစုံစည်းမြိုင်ဘက်ကောဝေါ်လီဘက်ကောစုကလေးဘက်ကောအားလုံးပိတ်ပြီးတိုက်ဒီကစခန်းသိမ်းဖို့ပဲဟုတ်ပြီလေဥက္ကဋ္ဌစခန်းမှာအင်အား23ယောက်ပဲရှိတာသိကြလားအကျော် သိကြတယ်ငါရဲ့ထောင်လိုင်းမှာတရင်အတိအကျပေးထားပြီးသားဟုတ်ပြီ23ယောက်ပဲ ထားပါတော့ငါတို့ဘယ်သူနဲ့တိုက်ရမှာတိုက်ဖို့တော့ဖွဲရမယ်နဲ့တူ မင်းတို့ကွန်မန်ဒိုတွေနဲ့လေငါတို့လည်းလိုက်မှာပေါ့ ကွန်မန်ဒိုလို့ကပြောနေတာဘူးစိတ်လက်နက်အပြည့်စုံငါတို့ဘာမှမရသေးဘူး ဟိုးဘာကြောက်နေလဲခဏဆိုလက်နဲ့ရောက်လာတော့ကြီးဆိုင်နဲ့အများကြီးပါလာတော့မင်းတို့လူကြီးတွေလာပေးအောင်မယ်ပြောတာပဲ ဟောလို့လည်းဖြစ်ပါမလားကွာဒီတစ်ခါတကယ်ဆော်ရမယ်နဲ့တူတယ် မင်းရလေကွာစစ်မရောက်ဝင်မြအကုန်နေပြန်ငါ့လူတွေလည်းတွေးကြုံရနေပါပြီကွာမင်းစိတ်ဘူးတိတ်များလို့ဒီပုံစံနဲ့ဆိုငါ့တော်လည်းကြာသွားလိမ့် ငါစိတ်တွေလေးနေတဲ့ဟာလေးမှလည်းမသိဘူး မင်းတို့နှစ်ယောက်လုံးတွေ့ရနေတာငါ့တော်လည်းအိမ်မှာတွေ့ရနေလို့မရငါ့အားလုံးကွန်မန်ဒိုလိုခံယူပြီးတိုက်ရအောင်ပြောနေလို့မဖြစ်ဘူး အေးငါပြောချင်တယ်လေအဲ့ဒါပဲကွန်မန်ဒိုဆိုတဲ့နာမည်လေးတက်ပေးလိုက်ဘာကွာလိုက်ညာကွာလန်ဆိုပြီးတော့နာမည်တက်လက်လေးပေးလိုက်အောင်နဲ့စစ်တိုက်လို့ရပြီစခန်းတိုက်လို့နိုင်ပြီလို့မင်းကထင်နေရလားဒီမှာတတ်စင်
တင်းချိုင်းမြေဆိုတာချဲ့လို့ကောင်းတဲ့နေရာမဟုတ်ဘူးကွာငါဟောညီကိုရင်းနဲ့ငါလက်တော့မဖြုတ်ချင်ဘူးကွာတို့ကွာငါတလောက်ပဲပြောရင်ထပ်မပြောချင်တော့ တော်ကြပါတော့ဟာကောင်းဆုံးဖြစ်ပါစေလို့ပဲဆုတောင်းကြတာပေါ့ဟာ ရထားကြီးအင်္ဂယ်ဖုန်းတွေတိတ်များနေတဲ့လောင်ချာ7 QU စာရထားလားထောက်ပါဒီဘက်မှာလည်းရသလောက်ထောက်ထားတယ်ရထားလားရထားမှုမစားမရောက် QU ဆိုင်32လာထုတ်ရင်ပုံမှန်လမ်းကြောင်းမသုံးနဲ့ရထားလားထောက်ပါဆရာသူစားမပြတ်စင်နဲ့ကျွန်တော်မရှိဘူး9ချောင်းကြီးလေး6ဒါပဲ ကြာကြီးမို့ဘာပြောလို့လဲ မို့ဆရာကြီးတို့ဘာပြောကြရှိလို့တော့သူတို့အလုပ်ရေးကြီးနေအောင် မို့ဘာပြောမလို့လဲခိုင်းစရာရှိလို့လားခိုင်းမှာအမနာပါနဲ့ ခိုင်းစရာတော့မရှိဘူးလေဟိုအမှုဒါဟဲ့ဆိုပလတ်စတစ်တခါ မေမို့ ဆရာကြီးခဏနော်ဘိုးကြီးကိုထည့်ပေးလိုက်ဆရာရှိလို့ဘိုးကြီးကမှားထားတာကြာပြီလေ ဒါ အေး ကြာကြီးငရုတ်သီးကအခုနှုတ်တယ်ထင်ရပါမယ်နောက်2ရက်3ရက်လောက်နေရင်ဆက်လာလိုက်မယ်ဘိုးကြီးကိုပေးပေးနော် ခေါ်ပြီမို့ ကိုကြီးတို့စကန်ရောက်ခံနေလေးမှာတင်စတော်ဝင်လာတာဗျကျွန်တော်စကန်မှာပဲစုဝက်ထားပြီးရောက်လာရင်လည်းတတိပုတ်ခိုင်းတာပါတယ်ကိုကြီးခတ်တာပဲကွာတင်းနဲ့ဖွင့်မဲ့ရက်ကလည်းကတ်နေပြီကွာကို့ထင်တော့တင်းနဲ့လည်းကန်ဆယ်ဖြေဦးမနေတူပါတယ်ကွာရောက်နေမင်းတို့နားရရှိသွားတာတော့ ဒီမှာရောဘယ်လောက်ကြောက်မလဲကိုလမ်းငယ်ပေးနိုင်တဲ့ထီဘောညီလေးကဘယ်တော့မှထုတ်ပေးနိုင်မလဲဒါကတော့ဖြူအခပဲဒီမှာကိုကြီးဟောဒါနဲ့ကိုကြီးလာတာနည်းနည်းနောက်ကျသလိုပဲနော်အဲ့ဒါမြန်တာငါကောင်ရကိုကအစဘုန်းကြီးနဲ့တော့စကားပြောပြီးမှလာမလို့ဘုန်းကြီးကညီတို့တက်ကဆုံးကပ်ပြီးသွားပြီပြန်တော့ဆိုပြီးဇွတ်ပြန်လို့မြန်သွားတာနှုတ်ဆိုပိုးတောင်းကြအောင်ပါဘုရားဘုန်းကြီးနဲ့ရင်းနေတာလားကိုကဒီခွင်ထဲမှာနှစ်ပွင့်ဘွားကလေးကနေလာလေကွာရင်းနေတာပေါ့အရင်တော့ဆိုရင်ဘုန်းကြီးနဲ့ကိုယ်နဲ့စကားတစ်ခါထိုင်ပြောရင်အနည်းဆုံး2နာရီလောက်ကြာတယ်ကွာဒါပေမဲ့အခုတစ်ခေါက်ဘာလို့လဲတော့မသိဘူးဘုန်းကြီးကပြန်တော့အကြည့်ပဲဇွတ်ပြောနေလို့ကိုယ်လေးထွက်လာတာဟဲ့ဘာကိစ္စရှိလဲ
ဒီမျိုးတိတွေကနောက်2ရက်3ရက်နေလောက်မှစက်မယ်လို့အမိုးမှားလိုက်ပါတယ်ကိုကြီး စီးရအောင်ညဒီတိုင်းတက်နေရဒီနေ့မှဖားထားရအောင်ယူနီဖောင်းတက်ရဝတ်ခဲ့ပါဓမ္မဘက်ပါတာဝတ်ခဲ့ပါဦးဘာမှမသိဘူးကွာကျောင်းတစ်ခုရှိလို့နေမှာပေါ့ကွာအချင်တာတော့မန္တကကိစ္စကိုအခုပြောမှတင်တယ်မြင်လို့ကွာပြင်သွားမရလေကွာလောလိုက်တာအော်ပြီးတော့အိမ်မှာစောင့်ရအောင်ပါပဲသူ့တရားနဲ့ဒီလိုလာဖို့ဆိုတာအဝေးကြီးရောဒါနဲ့ရောဒီမနက်စီကိုမင်းဘယ်လိုမြင်လဲမင်းက social media ခက်မှာမကြံခဲ့တာပဲရေးလဲပိန်းနေကွာဟာမင်းဆက်ဆွဲကြကြီးလာရအပိန်းနေပဲထားပါတော့ဘာလို့လဲမင်းတို့ငါတို့ပြပြီးထားတောင်းမလို့ကွာသိလားဘာလဲငါတို့ကမြောက်နေလားအေးမြောက်ကိုပြရင်စိုင်မရတယ်ငါတို့ပြရင်ထားရတယ်ကွာသိလားရမြင်လားကွာပြီးအိမ်မဆောင်နေပြီတော့ဟဲ့ငါရောက်နေပြီနင်တို့ကြာနေလို့လိုက်လာတာဒီမှာမေဦးလဲပါတယ်အောင်ကျော်နင်ညီမနင်ကိုပြောစရာရှိလို့တဲ့ မလေးမင်းကလည်းမကောင်းပါဘူးဟုတ်တယ် ကိုကြီးမစီမစိတ်ဝင်လာအမေနေမကောင်းဘူးတဲ့အချင်းနေမကောင်းဘူးလို့ပြောမလို့မောင်မညောင်တို့ပြန်လာခဲ့ပါတဲ့ ခက်တယ်ညီမလေးရယ်ဒီလိုအခြေအနေမှာငါတို့ဘယ်သူကပြန်ဝင်ပေးမှာလဲ အဲ့ဒါဆိုပြန်ဝင်မချင်ရအောင်ဘယ်တော့မပြေရအောင်ဆိုတာရောတက်လုံးလားအလုံးပြီးတော့မတနေ့ဆိုတာရောဘယ်နေ့လဲအဲ့ဒီချိန်ထိရောအမေရရှိနေဦးမှာဒါမှမဟုတ်ဒီမလေးမောင်နှမရောရှိနေကြအောင်မလားဟင်းကိုကြီး မေဦးရဲ့နင်အတန်ကိုထိမ့်စမ်းမအောင်ဟာသူတို့လူတွေကြားသွားပါဦးမယ်ဒီမလေးငါတို့အားလုံးဟာပြောချင်တဲ့စကားတွေကိုကိုရှင်ဘက်ထဲမှာပဲပြောကြရတာဘာစကားတွေလဲဆိုတာအားလုံးလည်းသိပြီးသားပဲဟာ ကဲပါယူချလိုက်ကြတော့တော်လန်ရေးဆိုတာအကုန်လုံးဆုံးရှုံးခံရတယ်လို့တော့မှတ်ထားလိုက်ကြ
တို့ပြန်တော့သွားပြီစိုက်တန်းတော့တက်တစ်ပြင်လား ဟုတ်ကဲ့ဘူးဒီတိုင်းဆိုရင်တော့မကြခင်မှာ drop ဖို့နေတာတော့ခဲထားတဲ့နေရာတွေတော့လုံလုံချုံချုံလုပ်ဖို့လုပ်ဘူး အချိန်ကြီးကတော့စပြီနဲ့တူတယ်ညီလေးဟုတ်တယ်ကိုကြီးမိုးပြောတဲ့မြို့သေးဆက်ပြီးနဲ့တူတယ်မြို့သေးကကိုတို့ပဲဆက်မလားဒီကောင်တွေပဲဆက်သွားမလားစောင့်ကြည့်ရသေးတာပေါ့ကွာတဲမွန်ကြီးလေးမင်းစိတ်ကြောင့်အသိဖြစ်ပြီလားဖြစ်ပါခင်ဗျာအေးမင်းကြီးလေးစကမ်းမှာတော့တရင်တော်တော်ထူးနေပြီထင်တာမမရင်ဒီကောင်တွေမကြခင်မှာချလိုက်မယ်မင်းစစ်ကူစစ်ကြောင်းအနေနဲ့အသင်ပြင်တာဟုတ်ကဲ့ခင်ဗျာမင်းလည်းဒါဘီယာနဲ့ဆက်သွယ်ရေးစံနာမှာသွားနေထူရနဲ့ချက်ချင်းလာတရင်ဖို့ဟုတ်အမြောက်ကြီးဝန်ဒန်နီတီရောဘယ်လိုလဲဘုံဒီရောအသင်ဖြစ်ပြီလားဖြစ်တယ်ဗျာမူကြီးရန်တုပ်တွေလည်းအသင်ပြင်လာပြီးသားပါခင်ဗျာဟေးပြစ်မဲ့မှတ်ပုံနေနေတေချာပြန်စစ်လိုရရင်စတိုက်လေးချင်းတိုက်ပွဲကြားမှာဆိုတော့မြေပုံကျုံဖတ်မပေးနိုင်လို့စခန်းရဲ့ရှေ့နောက်ဘယ်ညာဘလောက်กว่าဝေးပြစ်ပေးပါဆိုရင်ပြစ်နိုင်အောင်တခါလေးလေ့ကျင့်တာဟုတ်ပြီလားဟုတ်ကဲ့ရပါတယ်ခင်ဗျအေးငါတို့ဥက္ကဋ္ဌစခန်းရဲ့နိုင်ငံတော်အလံရဲ့နေရာမှာဘယ်လမ်းမှမဆိုင်ဘူးငါမင်းတို့ယုံတယ်ဆက်လို့ကြအချင်းတို့ဟိုကနေလာချတော့ပါမင်းကြောက်နေရလား ကြောက်တော့မကြောက်ပါဘူးဒါမှစိတ်ပူနေတယ် မင်းစိတ်ပူတာပဲဖြစ်ဖြစ်ကြောက်တာပဲဖြစ်ဖြစ်မင်းတို့ကကောင်းကျိုးဘာမှမရှိဘူးနော်အဲ့ဒါဒီစဉ်းစားရင်မင်းစိတ်ညစ်နေတာပဲရှိတယ်ဒီကောင်တွေချရင်ပြန်ချဒီကောင်တွေပြစ်ပြန်ပြစ်ကွာ သူကလူအများကြီးနဲ့တက်လို့ရောဆရာ မေတ္တာပြီဒီမှာမင်းကပြလာဒီမှာကြည်စံမင်းစီမှာရှေ့တန်းကြည်စံအောင်ရန်ကြည်စံအောင်အပြည့်ရှိတယ်နော်အမပြန်ထည့်လိုက်ဖွင့်ဟုတ်တယ်ဖေဒီမှာကြည့်ဒါတတောင်ချင်းပြစ်တဲ့ခလုတ်ဒါအတွဲလိုက်ပြစ်တဲ့ခလုတ် အဲ့ဒါကျွန်တော်သိရလေဆရာ မင်းမေးများမေးနေသလားလို့ပါကွာပြီးတော့ဒီမှာခလုတ်ကိုဆွဲလိုက်ဆွဲရင်ကြည်စံထွက်သွားလိမ့်မယ်တကောင်ချင်းတက်လိုက်ရင်တတောင်ချင်းပြစ်အုပ်လိုက်ကြီးတက်လိုက်အတွဲလိုက်ပြစ်ကွာဟဲ့ဒီကောင်တွေလည်းလူတွေပါကွာလူမှန်သိမှကြောက်တာကြီးပဲနော်ကြည်စံမှန်ရင်ပျောက်စီလေးလို့မပြောက်ဆိုဒီကောင်တွေလည်းသိပါတယ်ဟုတ်ကဲ့ဆရာ ပြောမင်းကပြောပြမယ်နော်မင်းဒီကောင်လေးတဲ့ဥအောင်မင်းကြောက်ပြမနေနဲ့မင်းစီမှာဒီကောင်လေးကြောက်တဲ့ကြည်စံရှိတယ်မင်းရင်ထဲမှာဒီကောင်လေးကြောက်တဲ့စိတ်သက်ရှိတယ်တက်ဆေးလိုက်လက်ပြပုံးလေးလာထောက်မယ်ရောက်နှလုံးသည်အင်တာဆေးက၄ရောက်ဆိုတော့ရှစ်လုံးယူပါလက်ပြပုံးတွေကဖြူတွေအကုန်လုံးစင်လာပြီးသားနော်လက်ပြပုံးတွေကိုဘယ်လိုနေရာဘယ်လိုအချိန်မှာသုံးရမယ်ဆိုတော့အားလုံးတင်ထားပြီးသားနော်ပေါက်ကရရှောက်လုံးနေသိပါလေဆရာရဲ့ရဲဘော်တစ်တွေကြာနေ ရဲဘော်တစ်တွေကပြောရဆိုကလွယ်သေးတယ်မင်းတို့ကောင်တွေကဟိုမြောက်ဒီမြောက်စကားစကားကောင်သွားစကားများမနေရှင်းနေတယ်ပေါ့ပါထားကိုကျွန်တော်တို့အခုလေးလုံးပဲဖားစီစားနေရကြထားလားရထားကြီးလေးအောက်ခံအောင်တိုင်းဆက်ပြော7တောင်းလေးကိုရထားလား
6လုံးပဲညီလေး သွားမှာကိုပြစ်ထားတယ်ခင်းတဲ့လိုသာနေသွားကြည့်တာ ဟုတ်တယ်ကိုရုပ်ခွက်တွေကစကန်နာဘုတ်ကိုတော့ပိတ်ထားပြီရှင်မကြီးထိမ့်မယ် ရတယ်ကိုပိတ်ထားမယ်အားလုံး3တက်ပဲ ဟုတ်ကဲ့ဟုတ် ကြီးနေပြစ်နေအောင်တော့ ပြစ်ပြီဘာဖြစ်လဲမင်းကြောက်နေ ကြောက်တော့မကြောက်ပါဘူးဒါပေမဲ့ပြစ်တာကြတော့ရင်စာသင်ကျောင်းပြက်စီမှာပဲဆိုရင် စစ်သားလို့တွေးသမှာပေါ့ဒီနေရာမှာခံတဲ့မစီအပေါ်ကစကန်ကြသွားမှာပေါ့ပူသေးတိုက်နေတဲ့အချိန်ကွာရန်သူကသူတို့နိုင်မှုအစွမ်းကုန်လုံနေတဲ့အချိန်မှာငါတို့ကလည်းရရင်နဲ့အစွမ်းကုန်တုံ့ပြန်မှာပဲနားလေဟုတ်ကဲ့ဟုတ် ဟ
လူအောင်ပြစ်ကူတောင်းမှုကိုရက်ဖယ်ပြေးပေးခိုင်းရမှာလေစကက်ချက်ရိုင်းဝင်တော့003ဆိုရမ၄ယောက်ရှိလား၄ယောက်ရှိတယ်တော့ပလဲကမာ003ရထားလားဒါပဲ003ရထားဒါပဲโอเคလေးစားပါတယ်ဘာထုတ်လို့လဲကွာတိုင်းအချင်းနဲ့ဝင်လာလို့ပါပြောမှုကြီးဒါဆိုခုနပေးရဲ့တရင်မှန်နေတာပေါ့ကွာတင်းမှုသိမြင်ခိုင်းထားလိုက်ဟုတ်ခေါ်ရပါတယ်ဗျဒီလေမက်ဆေ့ကြောင့်အခုသိမြင်တာမောင်စပြောရတယ်ထွက်မယ်ဘာခဲခဲရှိလဲမရှိပါဘူးခင်ဗျโอเคကောင်းပြီအစစ်သေးပြင်လာတဲ့ဖို့ဦးလေးပြောဖို့ရှိတယ်ဟုတ်
စီစီကိုတိုင်းများကြောက်ဆိုင်လို့Say that way